အားလုံးပဲမင်္ဂလာပါနာစီမီလို့အတန်လေးတော့တည်ရပေးကြပါဒီနေ့မှာတော့ Gamma Series ရဲ့အကြောင်းရင်းနည်းနည်းလေးပြောတော့မှာဖြစ်ပါတယ်ဒီ enemy လေးကခါက enemy လေးပေါ့နော်သူ့ရဲ့ဇလန်ထဲမှာဆိုတခြားနာမည်ကြီး enemy လေးကိုလိုက်ပြောင်းတာမျိုးကြီးရှိရပေါ့နော်ဥပမာပေါ့ဗျာ episode 2မှာဆိုဆရာစာကားကတူစားနေတဲ့အောက်ဆိုရင်တောင်းသားတွေရဲ့အတားတွေပါပေါ့ကြာသွားလို့နောက်တော့ပြန်ဖြေတိုင်းတဲ့အခါမှာလေးလုံးကတီးပြီးတော့ကိုဦးရဲ့စူပါဆိုင်ရတဲ့ပြစ်တာတို့ပေါ့နောက်ပြီးပြိသက်တွေကိုစကားလမ်းပြောတာမျိုးတွေစတာတော့တာတွေလည်းရှိရပေါ့လေသူကမူရင်း Gamma Series ရောရုပ်ရှင်ရောရှိတယ်ဆိုပြီးကျွန်တော်တို့တခါမှမကြည့်ဘူးပါဘူးဒီ enemy series က episode 12ထိရှိပါတယ်ဒီ enemy လေးကိုစကြည့်တော့ဆို episode 1နဲ့တော်လေးရတယ်ပေါ့နော်ဒါနဲ့ပဲကျွန်တော်လည်း weekend လုံးမယ်ဆိုပြီးထားလို့တော့မရေးရပါဘူးသူ့ရဲ့အဓိကရေးရတာတော့ဆရာစာကားနဲ့သူ့ရဲ့တောက်တလဲတစ်ပည့်တွေရဲ့အဖြစ်ပြက်လေးတွေပေါ့ဗျာနောက်ပိုင်းမှာဆိုကျောင်းဖတီတို့နဲ့တခြားကျောင်းဆရာတွေပါရေးရတဲ့ဇက်ကောင်တွေပါလာတယ်ပေါ့ဗျာမူရင်း enemy ကရေးရတယ်ဆိုပေမဲ့လည်း weekend လုပ်တဲ့ကောင်ရေးအောင် weekend လုပ်နေတာပေါ့ဗျာကျွန်တော်လည်းတိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ရဲ့အတန်ဆိုးကြီးနဲ့ weekend လုပ်တာကြီးယူပေးတဲ့ viewer လေးယောက်ချင်းတိုင်းကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်လည်းဒီတဲ့ပိုးကောင်းအောင်ကြိုးစားသွားပါမယ်နောက်ထပ်ကျွန်တော်ဒီလို enemy hunter weekend တို့ဒီလိုပေါက်တက်ကြရ weekend တွေကိုလုပ်တော့မှဖြစ်တဲ့အတွက်ဒီလို weekend တွေကိုကြည့်ရသဘောကျတယ်ဆိုကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားဖို့မေတ္တာရပ်ခံရပါတယ်ခင်ဗျာပရာဂါတို့ကြည့်ဘူးရဲ့ enemy hunter လေးတွေရှိတယ်ဆိုရင်အပန်းမတီ comment မှာချရေးပါလို့ရပါတယ်ခင်ဗျကျွန်တော်နေကောင်းသွားရင် enemy weekend ဆိုရင်တစ်နေ့ကို2ပိုင်းဒီလို weekend ဒီဆိုတစ်နေ့ကိုတစ်ပုတ်ရအောင်တင်ပေးသွားပါမယ်ခင်ဗျကြည့်ကြအားပေးတဲ့အတွက်တယောက်ချင်းစားကျေးဇူးတင်ပါတယ်ခင်ဗျ